ဆရာတင်ပြီးတော့ကိုးကွယ်မယ်ဆိုရင်အဲ့ဒီအည်သွေးတွေရှိမရှိကြည့်ရမယ်တဲ့မိကောင်းဆွေတော်ပြီးရောချစ်ခင်လေးစားလောက်တဲ့သီလသမာဓိပညာအည်သွေးတွေရှိရလားချစ်ခင်အပ်တဲ့အနေအထားမျိုးရှိရလားဂရုလေးစားလောက်တဲ့ကိုခြင်းတရားရှိရလားဘာဝနိယချီးမွမ်းလောက်တဲ့ကိုခြင်းတရားရှိရလားသို့မဟုတ်မေတ္တာဘာဝနာပွားတဲ့မေတ္တာစိတ်ဓာတ်ထုံတာရှိရလားဝတ္တာမကောင်းရင်လည်းပွင့်ပွင့်လင်းလင်းပြောတတ်တယ်ဆုံးမတတ်တယ်အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့လားဝဆနဲ့ခမောအပြစ်တွေ့လို့သူပြောလို့ရှိရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့လားတချို့ကသူများကိုတော့ကိုယ်ကဆုံးမတယ်ကိုယ်ဆုံးမရင်ဘာပြောလဲရှာမရှိနဲ့ဟုတ်လားကိုယ်ကပြောတဲ့အခါတော့ရှည်ခြင်းတော့ရှည်ကိုကိစ္စမရှိကိုယ်လာပြောလို့ရှိရင်မကြိုက်တဲ့လူကပိုများနော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တာကိုယ်ကလည်းဆုံးမတတ်ရမယ်ဝဆနခမသူကပြောလို့ရှိရင်လည်းလက်ခံတာဖြစ်ရမယ်အဲ့ဒီအချက်ကအမတန်ခက်တယ်ဘာလို့ခက်တာတော့ဆိုလူတွေမှာမာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင်လက်မခံနိုင်ကိုယ်အောက်ကလူကပြောလဲလက်မခံနိုင်ငါသိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ရံမယ်ဒီနေရာမှာကြတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခိုးတတ်အောင်ပညာရှိပိသတယ်ဟောရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသတော့ရှင်သာရိပုတ္တရာမထေရမြတ်ကိုတခါတော့သင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွဲလောင်းလေးကြားနေတာကိုရင်လေးတစ်ပါးကရှောက်တယ်တဲ့အရှင်ဘုရားသင်္ကန်းလေးဟောဒီမဲ့တွဲလောင်းလေးကြားနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကိုရင်လေးပြောတဲ့အတိုင်းဟုတ်နေတယ်သူသင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားပြောတယ်နော်ကျေးဇူးတင်တယ်ကိုရင်ကျေးဇူးတင်တယ်လို့ကိုရင်ပေါ့စာလေးကဆုံးပြောတယ်တတိပေးတာကိုလက်ခံပြီးတော့တန်ခါပရိသတ်ကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်နှစ်အရွယ်ဒီကနေ့မှသင်္ကန်းဝတ်လာတဲ့တတခုပပ္ပစီတော်တန်တော်ဇာတိယတတ္တဝတ္တိကိုဒီကနေ့မှကိုရင်ဝတ်လာပြီးအသက်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထိပ်ရွက်ပန်ဆင်ပါမယ်